အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်တို့က Facebook ကနေပြီးတော့ပတ်စံရှာဖို့စူးစမ်းနေတယ်ဆိုရင်အရေးကြီးဆုံးချက်အနေနဲ့တည်ထားမှာကကျွန်တော်တို့ရဲ့ Facebook ကောက်က Facebook ကငွေရှာခွင့်တက်မှတ်ထားတဲ့နိုင်ငံရဲ့ location ပေါ်မှာပေါ်စစ်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Facebook ကငွေရှာခွင့်တက်မှတ်ထားတဲ့နိုင်ငံရဲ့ location ပေါ်မနေဘူးဆိုရင်ကျွန်တော်တို့ဘလောက်ပဲစူးစမ်းကျွန်တော်တို့ဘလောက်ပဲစူးစမ်းပြီးတော့ဗီဒီယိုလေးတင်နေ Facebook ကငွေရှာခွင့်ပေးမှာမဟုတ်ပါဘူးဒီဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook ကောက်ကFacebook ကငွေရှာခွင့်တက်မှတ်ထားတဲ့နိုင်ငံရဲ့ location ပုံပေါ်စစ်ကြည့်တဲ့နည်းလေးကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာပြန်ပြီးတော့မျှဝေပေးပါမယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့ကကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Facebook software တွေကိုဝင်ပေးလိုက်ပါ။ပြီးသွားရင်တော့ညာဘက်တောက်မှာရှိတဲ့မြင့်သုံးချောင်းကိုနှိပ်ပေးလိုက်ပါ။ Setting ကိုနှိပ်ပေးလိုက်ပါ။ Simon အကောင့်စင်တာကိုနှိပ်ပေးလိုက်ပါ။အပေါ်နည်းနည်းဆွဲတင်လိုက်ပါ။ Your information and permission ဆိုတဲ့စာကြောင်းလေးကိုနှိပ်ပေးလိုက်ပါပြီးတော့ရင်တော့အပေါ်ဆုံးကစာကြောင်းကိုနှိပ်ပေးလိုက်ပါပြီးတော့ရင်တော့ကျွန်တော်မြတ်ပြတ်ထားတဲ့စာကြောင်းလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်ရဲ့ Facebook ကောက်ကထိုင်းနိုင်ငံရဲ့ location ပေါ်နေတာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ရဲ့ Facebook ကောက်က Facebook ကငွေရှာခွင့်တက်မှတ်ထားတဲ့နိုင်ငံရဲ့ location ပေါ်နေတာဖြစ်တဲ့အတွက်ငွေရှာလို့ရပါတယ်ဒီနေရာမှာမိတ်ဆွေရဲ့ Facebook ကောက်ကမြန်မာနိုင်ငံရဲ့ location ပေါ်နေတယ်ဆိုရင်တော့မြန်မာနိုင်ငံက Facebook ကငွေရှာခွင့်တက်မှတ်ထားတဲ့နိုင်ငံထဲမှာရှိမနေတဲ့အတွက်ငွေရှာလို့ရမှာမဟုတ်ပါဘူးမိတ်ဆွေကလက်ရှိမြန်မာနိုင်ငံမှာနေနေတယ်ဆိုရင်တော့ Facebook အကောင့်ကနေငွေရှာဖို့မကြိုးစားဘဲနဲ့ Facebook page ဖွင့်ပြီးတော့မိတ်ဆွေရဲ့ Facebook page မှာနိုင်ငံခြားကတကယ်ချင်းတယောက်ကိုအထမှန်ခံပြီးတော့ငွေရှာဖို့ကြိုးစားပါလို့ပဲအကြံပြုချင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေဗျာ